စ်ခင်လို့မှဲ့ထားတဲ့နာမည်လို့မှတ်ကြပါမြည်သူမြည်ဝါဆိုတာကဖြင့်အမိန်ပါများကချစ်ခင်လို့မှဲ့ထားတာဖြစ်ပါတယ်စင်စစ်ကဖြင့်ပင်ကိုရှိကိုအမှန်ပြောရလို့ရှိရင်ဖြင့်ယုံနာနှစ်ပါးနဲ့ခန္ဓာ၅ပါးဖြန့်လိုက်ရင်ခန္ဓာ၅ပါးကျန်လိုက်ရင်ယုံနာနှစ်ပါးဖြန့်လိုက်ရင်ခန္ဓာ၅ပါးပဲရှိအဲ့တော့အတည်ပြုရမှာကအရှိကိုအတည်ပြုကြသူများမှဲ့ထားတဲ့နာမည်ကိုအတည်မပြုပါနဲ့လို့သတိပေးလိုက်နော်သူများမှဲ့ထားတဲ့နာမည်ကတော့ဖြင့်မျိုးမျိုးပဲနာမည်တွေမှဲ့ကြမှာပေါ့ဗျာမဲ့ပဲမှန်ညာတော့လဲနာမည်အလိုက်ကခန္ဓာရှိနဲ့ကြိုက်ပါရဲ့လားလို့မေးတဲ့အခါကျတော့နာမည်အလိုက်ကတော့ဖြင့်ချစ်လို့ခင်လို့နမိတ်တွေယူပြီးမျိုးမျိုးမှဲ့ကြညာတော့လေတဲ့ခန္ဓာကတော့လိုက်မယ်မဟုတ်ပါဘူးဓမ္မတွေရကိုသာကသမီကိုမြင့်ကိုမြတ်ဆိုလို့ရှိရင်ဖြင့်မျိုးမျိုးဖုံဖုံစိန်တွေရွှေတွေမြတွေတက်ပြီးမှဲ့ကြမှာပေါ့ဗျာခန္ဓာကလိုက်ကြလားလိုက်ပါပါဗျာဒါဖြင့်အရှိကမပြန်ဘူးဆိုတဲ့အဓိပ္ပာယ်ရှင်းသွားတယ်ရှင်းပါပါဗျာအရှိကပြန်သေးရဲ့မပြန်ပါဘူးဗျာမပြန်တော့ဘူးတဲ့ဓမ္မတို့ကသတိထားကြကဒီခန္ဓာ၅ပါးပဲရှိတော့ဒီခန္ဓာ၅ပါးဒီဓမ္မတွေဒုက္ခပေးလေသမျှခန္ဓာကဆိုတာကမှတ်ထားလိုက်တာဘူးနာမည်ကပေးတာမဟုတ်ဘူးအရှိကပေးတာနာမည်ကပေးသလားအရှိကပေးသလားယူပခန္ဓာကလည်းခဏခဏဖောက်ပြန်ပြဝေဒနာခန္ဓာကလည်းဝမ်းမြောက်အောင်လုပ်ပြလိုက်တခါတလေတတ္တဝါတွေသတ်ပြလိုက်ဒုက္ခဝေဒနာလည်းသတ်ပြတဲ့အခါပြသေးတာသင်္ညခန္ဓာတခါတလေကြတော့သူမှတ်တဲ့အခါဝမ်းမြောက်လိုက်တခါတလေသူမှတ်လွဲလို့ဆဲတော့မှားပြီးများသိလိုက်တဲ့အခါများပါသေးသင်္ညလည်းသတ်တာပဲနော်တတ္တဝါညာတံမပြတ်နှိမ့်ဆက်နေတာကခန္ဓာ၅ပါးလို့ခွန်ကြီးတို့ဓမ္မတွေမှတ်ထားပါနော်အဲ့ဒါဒီခန္ဓာ၅ပါးဟာသူ့ပင်ကိုယ်သဘောကဖြင့်ဖြတ်နဲ့ခဏခဏဖောက်ပြန်ပြည့်စည်နေတာခန္ဓာ၅ပါးပင်ကိုယ်သဘောကဘာပါလိမ့်ဖောက်ပြန်ပြည့်စည်နေတာအဲ့ဒါဓမ္မတွေကသူ့ပင်ကိုယ်သဘောသိအောင်စူးစိုက်ပြီးကညာလင်းနဲ့စောင့်ကြည့်နေရမယ်တဲ့ဝိပဿနာဆိုတာခန္ဓာကဘာပြောတယ်ဆိုတာစောင့်ကြည့်ရတာဝိပဿနာလို့မှတ်လိုက်စမ်းမှန်ပါဗျာခန္ဓာကပြောတာစောင့်ကြည့်ရတာဝိပဿနာခန္ဓာကပြောတာကိုစောင့်ကြည့်ရတာဝိပဿနာဆိုတာဘုန်းကြီးတို့ဓမ္မတွေအလွန်ခဲရင်တယ်လို့အောက်မေ့ပြီးဒီကလာနေကြညာဆိုတယ်ဆရာမပြနီးမရလို့သာလျင်ဥက္ကမောရဲ့ရှုပ်ပွေနေတာမှန်ပါပါသေသေးချာချာရှင်သာရိပုတ္တရာကဟောတာကတော့ဝိပဿနာကွာတဲ့အရှိခန္ဓာကြီးကပြောတာမင်းတို့ကစောင့်ပြီးကြည့်နေဖို့ပါပဲဝိပဿနာဆိုတာအရှိခန္ဓာကြီးကပြောတာစောင့်ကြည့်ကြပါဒကာဓမ္မတို့ခန္ဓာ၅ပါးရှိတရားကြီးကအမျိုးမျိုးသောဟောက်ပြန်မှုအမျိုးမျိုးသောပျက်စီးမှုတွေကိုပြတာကိုဒီကညာနဲ့စောင့်ကြည့်နေပြီဆိုမှပြန်ဒါဝိပဿနာဖြစ်တော်တာပဲလို့ဥပါရင်တို့ခင်မောင်တို့မှတ်ဖို့ပေါ့မှန်ပါဗျာဟောဒါဖြင့်အလုံးစုံဓမ္မတွေဝိပဿနာဆိုတာရှုရမယ်လို့လားစောင့်ပြီးကြည့်ရမယ်လို့လားဆိုတာသတိထားပါစောင့်ပြီးကြည့်ရမယ်လို့နော်ဓမ္မတွေဥပဒနာဆိုတာဘာပါလိမ့်စောင့်ပြီးကြည့်ရမယ်လို့စောင့်ပြီးကြည့်နေတော့သူယူဘခန္ဓာကလည်းယုတ်တိတိယူပန်းဆိုတော့လေသူကတော့ဖောက်ပြန်တာခန္ဓာ၅ပါးကလည်းတို့ကျန်တဲ့ခန္ဓာတွေကလည်းဘာလို့ပန်နေမလို့ဆိုသူတို့လည်းအကုန်ပဲလောကနာပလုဒ္ဒနာထင်တာလောကောလို့ဆိုသောကြောင့်ခဏခဏဖြစ်လိုက်ပြက်လိုက်သူတို့နေတာပဲအဲ့တော့ဒါကိုဘုန်းကြီးတို့ဓမ္မတွေကစောင့်ပြီးဒီကလာထိုင်ဖျားရှိမှထိုင်ကိုယ်ရတဲ့မှာပဲထိုင်မထိုင်ရင်ပဲလည်းပဲနေခြင်းသလုံးနေပါဘုရားသခင်ကိုရမေကြီးကဥပဒနာရှုတာဘယ်လိုနေရမယ်လို့မဆိုပါဘူးဘယ်နဲ့ကြောင့်ဘယ်လိုနေရမယ်လို့မဆိုဘူးလို့ဆိုရတယ်ဆိုတော့ဥက္ကမောင်တို့ကသတိထားမိပါလိမ့်မယ်နော်တရားနောဝတရားနောမိတိပဇာနာတိဆိုတော့ဟိုအိတ်တာလည်းအိတ်ရရှုกว่าလို့ပြောမှန်ပါပါကိစ္စံတော်ဝကိစ္စမိတိပဇာနိအိုသွားတာလည်းသွားရင်ရှုရတာပဲမပြောဘူးလားပြောပါဘူးဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကဥပဒနာဆိုတာက
အပေါင်းမဝခင်တော့ထိုင်ကြတာပေါ့ဗျာနောက်အပေါင်းဝလာတဲ့ခါကျတော့ဖြင့်အားလုံးဥပါတို့ဘာမှမလိုတော့ဘူးတွေးတဲ့ချိန်ဟာသူကပြောတဲ့ချိန်ဝိပဿနာချိန်ကြီးမှတ်လိုက်မှန်ပါဗျာရှင်းမလားရှင်းပါဗျာခန္ဓာကပြောတဲ့ချိန်ဟာခန္ဓာဆိုတာကလည်းဓမ္မတို့ဘယ်ချိန်မပြောဘူးလို့ဘယ်တော့မှမယူနဲ့အမြဲတမ်းဖောက်ပြန်ပြည့်စည်တတ်တဲ့ခန္ဓာကြီးဖြစ်နေတော့သွားလဲဖောက်ပြန်ထိုင်လဲဖောက်ပြန်အိတ်လဲဖောက်ပြန်စောင်းနေလဲဖောက်ပြန်တာပဲသမင်းစားနေလဲဖောက်ပြန်တာပဲဆေးလေးတောင်းနေလဲဖောက်ပြန်ပြည့်စည်နေတာပဲကျိုးတာပဲ့တာလဲဩဒါဖြင့်ဥပါရင်တို့သေသေးချာချာစဉ်းစားကြည့်တော့မှဩနိဗ္ဗာန်ဒီခန္ဓာကပြောတဲ့ချိန်ကြည့်တဲ့ချိန်မှာဉာဏ်သက်ရောက်ပြီးဒီကလာဒီကန္တာမလို့ခြင်းလို့ဆုံးတဲ့အချိန်မှာဖြင့်အရင်ဆုံးတဲ့အရင်နိဗ္ဗာန်ရတာပဲဒါဖြင့်ဓမ္မတို့ဥပဒနာဆိုတာဘယ်အဓိပ္ပာယ်ပါလိမ့်မလို့ဆိုတော့ယနေ့ရှင်းမလားရှင်းပါဗျာစောင့်ကြည့်ရမယ်အဓိပ္ပာယ်မျိုးသဘောပါကြဥပဒနာဆိုတာဘယ်လိုလုပ်ကြရအဲ့နေလဲစောင့်ကြည့်နေရပ်ပြီးဒီကလာလဲစောင့်ကြည့်ရင်ကြည့်လိုက်သွားရင်လဲစောင့်ပြီးကြည့်ပါ तू ဘာလုပ်နေလဲ तू ဘယ်လိုဖောက်ပြန်နေတယ်ဆိုတာဥက္ကမောင်ကြည့်ပေးပါနော်မှန်ပါပါထိုကဲ့သို့ကြည့်ပေးတော့လောကီဥမာပြောကြပါစို့ဆိုလို့ရှိရင်မြောက်ဟာအငြိမ်မနေဘူးဆိုတာတရားဓမ္မတွေလူတိုင်းသိမြောက်ဟာဗါတဲ့ဗျအငြိမ်မနေတာကိုဘေးကမြောက်ရှင်လုပ်တဲ့ပုဂ္ဂိုလ်ကမြောက်ရှင်လုပ်တဲ့ပုဂ္ဂိုလ်ကကြည့်နေလို့ရှိရင်ဖြင့်တော်ကြကြနဲ့ခုံပြန်ပြီးတော်ကြဆော့ပြန်ပြီးတော်ကြသစ်ပင်တက်ပြန်ပြီးတော်ကြရွံ့ပြန်ထိုးချပြန်ပြီးဥက္ကမောင်မြုံမြုံတော့မြင်ရမြောက်သဘောကသူအငြိမ်နေတဲ့သဘောပါပါတယ်မပါတော့မြောက်ရှင်လုပ်တဲ့ပုဂ္ဂိုလ်ကစောင့်ကြည့်နေလို့ရှိရင်မြောက်ဤဆော့ပုံတွေမြောက်ဤဖောက်ပြန်ပုံတွေမြောက်ဤအငြိမ်မနေပုံတွေမြင်ရပဲမြင်ပါဘူးဒီမှာလဲခန္ဓာကိုယ်ကမြောက်ဥပမာထားပြီးယောဂီပုဂ္ဂိုလ်ကမြောက်ရှင်ဥပမာနဲ့အလားတူစွာကြည့်ပေးပြီးဆိုမှဖြင့်ခန္ဓာဤသဘောလောလောကြီးပေါ်လာလိမ့်မယ်ဆိုတာသိသိချာချာမှတ်ပါမှန်ပါပါဗျာရှင်းမလားရှင်းပါပြီအဲ့ဒီကဲတော့ခန္ဓာဤသဘောလောလောကြီးပေါ်လာပြီဆိုမှဖြင့်ဩဖောက်ပြန်ပြီဩပြည့်စည်နေပြီဩအစားထိုးလာပြန်ပြီဩပြည့်စည်သွားပြန်ပြီဩအစားထိုးလာပြန်ပြီဆိုတော့သူ့မှာဒီနှစ်ခုပဲရှိတယ်ဥက္ကမောင်ကြီးမှန်ပါပါအရင်ဖြစ်တာကပြည့်စည်တယ်နောက်စားထိုးလာတာကပေါ်လာပြန်တယ်ပေါ်လာတာကပြည့်စည်ပြန်တယ်နောက်စားထိုးလာပြန်တယ်ဒါပဲရှိတယ်တရားဓမ္မတွေသဘောပါပြည့်စည်တာရဲ့အစားထိုးတာရဲ့ဒီနှစ်ခုပဲရှိရုပ်ပြည့်ရင်ရုပ်အစားထိုးဝေဒနာပြည့်ရင်သင်ညာပြည့်ရင်စေတနာပြည့်ရင်စိတ်ပြည့်သွားရင်ဥက္ကမောင်တို့ကပြတ်တာရဲ့အစားထိုးတာရဲ့ဒီကိုယ်လုံးမှာဖောက်ပြန်ပြည့်စည်ဆိုတာဒီနှစ်ခုပြောဒါလူရင်းလေးမှတ်လိုက်စမ်းပါဒကာဓမ္မတို့ပြတ်တာရဲ့အစားထိုးတာရဲ့ဒါပဲရှိတယ်ခန္ဓာကိုယ်မှာဘယ်လိုများရှိပါလိမ့်ပြတ်တာရဲ့အစားထိုးတာပြတ်တာအိဋ္ဌာအစားထိုးတာသင်္ခါရတို့သာမှတ်လိုက်ပြတ်တာကအစားထိုးတာကဩဒီနှစ်ခုပဲရှိတဲ့ဥစ္စာဒါခန္ဓာကပြောနေတာဥက္ကမောင်ရသူများကပြောတာမှမဟုတ်ဖဲသူကဘယ်လိုပြောတော့ဆိုတော့အနိစ္စတစ်ချက်သင်္ခါရတစ်ချက်အနိစ္စတစ်ချက်သင်္ခါရတစ်ချက်အနိစ္စတစ်ချက်သင်္ခါရတစ်ချက်သူကဒါပဲပြောနေမှန်ပါဗျာဒါပဲပြောနေတော့ကိုဘုန်းကြီးဓမ္မတွေကစောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်မြောက်စောင့်ကြည့်နေတော့မြောက်ဤဖြစ်စဉ်အလုံးစုံကိုမြင်ရတယ်လို့ခန္ဓာဤဖြစ်စဉ်အလုံးစုံကိုမြင်ရခန္ဓာဤဖြစ်စဉ်အလုံးစုံကိုမြင်ရတော့ကိုဓမ္မတို့သိတဲ့အတိုင်းခန္ဓာကသူဖြစ်စဉ်ကအနိစ္စနဲ့သင်္ခါရလှည့်သူဖြစ်စဉ်ကဗါတဲ့နိစ္စဆိုတာပြည့်စည်သွားသင်္ခါရဆိုတာသူပြည့်တဲ့နေရာအစားထိုးတာသင်္ခါရပြည့်စည်သွားတာဒါဖြင့်အနိစ္စဝတ္တသင်္ခါရဆိုတာကြိုက်သွားဘုရားမောင်ကြိုက်ပလားပြည့်သွားတာကဘာခေါ်ကြမလဲစောင့်ကြည့်နော်အစားထိုးတာဘယ်နဲ့ခေါ်ကြဒါဖြင့်အနိစ္စဝတ္တသင်္ခါရလို့ဆိုတော့သင်္ခါရနဲ့အနိစ္စသာရှိပါလားဘယ်မှမယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆိုတာမပါဘူးဆိုတဲ့အဓိပ္ပာယ်ကဒီလိုစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မှာသက်္ကာရိရှိအထူးတောင်ဖြုတ်เสียမလိုတော့ဘူးလိုသေးလားလိုပါဘူးအဲ့ဒီမှာဘုဒ္ဓံပိဋကရဘုန်းကြီးတို့ဓမ္မတွေသွားသောကြောင့်ဥပဒနာဆိုတာဘယ်လိုများလောက်ရမှာပါလိမ့်မလို့တက်တို့ဖြင့်ဆရာကောင်းသမားကောင်းလည်းမတွေ့သေးတော့ဝိပဿနာသဘောဘယ်လိုများ
ရှုကြမှတ်ပြီးတဲ့ကာလဘယ်လိုများမှနိဗ္ဗာန်ရောက်ပါမလဲလို့ဆိုတော့ကိုယ်တရားဓမ္မတို့ခန္ဓာ၅ပါးမြောက်ဥပမာထားပါယောဂီပုဂ္ဂိုလ်ဉာဏ်ကမြောက်ရှင်ဥပမာထားပြီးမြောက်ပဲလို့ဖြစ်နေတယ်ဆိုတာသိလို့ရှိရင်ပြီးတာပါပဲမှန်ပါပါသဘောပါကြ